အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပို့ပေးရမယ်ကုန်တွေရောက်ပါပြီပစ္စည်းအကြောင်းလေးတွေမပြောခင်ကျွန်တော်တို့ရဲ့တိမ်တမန်ငွေလဲနံပါတ်40 99819တစ်လုံးပဲငွေလဲကြပါကျန်တဲ့ဖုန်းတွေနဲ့ငွေလဲခိုင်းရင်လူလိုက်ပါခင်ဗျာကျွန်တော်တို့ဒီပစ္စည်းလေးတွေကိုမှာမယ်ဆိုရင်တရက်ကြုံမှာပေးရပါတယ်ဆိုင်ကိုလာယူခြင်းလို့ရှိရင်ဒီနေကုန်းမှာတစ်ဆိုင်ရှိပါတယ်အရှိတကုန်းမှာတစ်ဆိုင်ရှိပါတယ်အသေးစိတ်ကိုဖုန်းလေးမေးမြန်းပြီးတော့လာရောက်ပေးပါခင်ဗျာဒါတော့ကနန်းအမပါဥပါပါတယ် 1kg ကို2000ဝက်ပါတပူကြီးကျန်တယ်လေဟုတ်ပါအဲ့ဒါရှင်းနေနေတင်လေဒါတော့ရှင်းဝက်သားပါတပိဿာကို4000ဝက်စီပါဒါတော့ငုံပါတတွဲကို1000ဝက်ပါဒါတော့ဂျိုးပါတတွဲကို1000ဝက်ပါခင်ဗျာဒါတော့ပိန်းဥပါတပိဿာ1000ပါဒါတော့တပြူသီးပါတစ်လုံးကို1000ပါခင်ဗျာဈေးပြန်ကြသွားပါပြီနော်တပြူသီးကဒါတော့ကောက်ကောက်ညွန့်ပါတစ်စီးကို2000ပါဒါတော့ကိုင်းကင်းရည်သီးပါဒါတော့တပိဿာကို8000ပါဒါတော့သင်းမွန်းညွန့်ပါတစ်စီးကို1200ပါဒါတော့မုံဝင်းပါတစ်စီးကို1500ပါဒါတော့ဇရစ်ပါတစ်စီးမဟုတ်ပါဘူးဒါတော့ဆက်ကြိုတော့ပါဒီကောင်တစ်စီးဘယ်လောက်လဲ3000ဒါကတော့တစ်စီး3000ပါဒါတော့ဇရစ်ပါတစ်စီးကို2000ပါ1000ပါ sorry ဒါတော့လေကစုံးပါတစ်စီးကို400ပါဒါတော့အာလူရှိပါတပိဿာကို12000ပါဒါတော့မကြီးသီးစိမ့်ပါ10သားကို900ပါဒါပင်စိမ့်ပါတစ်စီးကို300ပါဒါတော့ဝဘိုးမြစ်ပါတပိဿာကို12000ပါဒါတော့မယမ်းပြားလျှောက်ပါတပိဿာကို3000ဝက်စီပါခင်ဗျာဒါတော့ရှင်မောင်ပါတစ်စီးကို400ပါဒါတော့ပိန်းဆွဲပါတစ်စီးကို1500ပါဒါတော့မြစ်ပြုတ်ပါတပိဿာကို8000ပါဒါတော့အင်ဥပါနိုးစီဘူးတဘူးကို2000ပါဒါတော့မရွတ်6ပါတပိဿာကို6000ဝက်စီပါဒါတော့စပလင်ပါတစ်ချောင်းကို100ပါဒါတော့ကတဲ့6ပါတစ်စီးကို1500ပါဒါတော့အသားမြင့်ကြောက်ပါတပိဿာကို5000စီပါဒါတော့တချင်းသီးပါတစ်လုံးကို200ပါဒါတော့မရုပ်အလုံးပါအလုံး100ကို6000ပါခင်ဗျာဒါတော့ခရမ်းသီးပါတပိဿာကို6000ပါဒါတော့ပဒဲကောပါတစ်စီးကို300ပါဒါတော့မြစ်ပြုတ်ပါမဟုတ်ပါဘူးသင်းမောင်းဘူးပြုတ်ပါတပိဿာကို12000ပါဒါကတော့ပိတ်ဆွဲပါတပိဿာကို1000စီပါခင်ဗျာဒီကောင်ကတော့ဒီနေ့ပါတဲ့ငကုံးညိုပါဒီကောင်ကတော့တပိဿာကို1000ခွဲစီပါခင်ဗျာဒါတော့ငညင်နံပါဒီကောင်ကတော့တပိဿာကို18000ပါဒါတော့ရေပွဲတွေပါတပိဿာကို6000စီပါခင်ဗျာဒါတော့ငဟောက်ရှိပါတပိဿာကို18000စီပါခင်ဗျာဒါတော့မြင်းကတံပါတပိဿာကို2000ပါဒါတော့ကင်းမုံပါတပိဿာကို4200ပါဒါတော့ပစုံဖြူပါတပိဿာကို3000ခွဲပါဒါတော့ကြားပစုံပါတပိဿာကို8000ပါဒါတော့ကက်ကတိခုတ်သားပါတပိဿာကို3000ခွဲစေပါခင်ဗျာဒါတော့ကက်ကတိခေါင်းပါတပိဿာကို1000ခွဲပါဒါတော့လေခယူသားတို့ပါတပိဿာကို1000ခွဲစေပါခင်ဗျာဒါတော့ပင်လယ်ငခုခေါင်းပါတပိဿာကို1000ခွဲပါခင်ဗျာဒါတော့ပင်လယ်ငခုခုတ်သားပါတပိဿာကို2000ပါဒါတော့ဖာအလက်ဆိုင်ပါဒီကောင်ကတော့တပိဿာကို2000ခွဲစေပါခင်ဗျာဒါတော့ကြက်ပါမီးမြိုက်ထားတာပါတကောင်ကို2000ပါဒါတော့ငရွှေဝါပါအလဲသားအလဲကွင်းဆိုရင်3000စေပါခင်ဗျာဆုံးတီးကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ